ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ချစ်တော်လီယိုနယ်မက်ဆီရဲ့ဖခင်ဟာနာမျိုး96ပါယောဂါနဲ့ကွဲလို့အိဋ္ဌာရောက်သွားခဲ့ပါပြီအားလုံးပဲမင်္ဂလာပါ90 minute channel ကလည်းပြန်လည်ပြီးတော့ကြိုးဆိုလိုက်ပါလေလီယိုနယ်မက်ဆီရဲ့ဘဝမှာဘောလုံးကွင်းထဲကအောက်ပွဲတွေထက်ပုံရေးကြီးတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့သူမိသားစုပါမက်ဆီရဲ့ဖခင်ဂျော့မက်ဆီဟာနံပါတ်ကျန်းဖြစ်ပြီးဆေးရုံတက်ရတဲ့အခြေတွေအိမ်မှာနားနေရတဲ့အခြေတွေကိုဖျက်ဆီးခဲ့ရပါတယ်ကဘာပလာပြိုင်ပွဲကာလအတွင်းမှာလည်းမက်ဆီရဲ့ဖခင်အခြေအနေကအများနဲ့စိုးရိမ်နေခဲ့ပြီးတစ်ချိန်မှာတော့ပြိုင်ပွဲကိုတော့ထားခဲ့ပြီးဖခင်စီပြန်သွားဖို့စဉ်းစားခဲ့တယ်လို့သတင်းတွေကဖော်ပြခဲ့ပါတယ်ဖခင်ဖြစ်သူဟာရိုဆာရီယိုမှာဆေးကုသမှုခံယူနေချိန်တိုင်းမိသားစုဝင်တွေကအနီးကပ်ရှိပေးခဲ့ကြပါတယ်မက်ဆီကိုယ်တိုင်ကတော့အဝေးမှာရှိနေပေမဲ့ဖခင်ရဲ့အခြေအနေကိုအမြဲမပြတ်ဆက်သွယ်မေးမြန်းနေခဲ့ပါတယ်တစ်ဖက်မှာတော့ကမ္ဘာ့ဖလားဆယ်မြေပေါ်မှာမက်ဆီကနိုင်ငံအတွက်တိုက်ပွဲဝင်နေခဲ့ပါတယ်ဒါပေမဲ့သူ့နှလုံးသားထဲမှာတော့ဖခင်အတွက်တိုက်ပွဲဝင်နေခဲ့ရတာပါဖခင်ရဲ့အခြေအနေကတခါတလေကောင်းမော်လာတယ်လို့ထင်ရပေမဲ့လာတော့ကြအောင်အခြေအနေကစိုးရိမ်နေစရာဆက်ရှိနေခဲ့ပါတယ်ပြီးတော့ဒီမနေ့မှာတော့မက်ဆီမိသားစုအတွက်အလော်ဝမ်းနဲ့စရာလက်တစ်ခုရောက်ရှိလာခဲ့ပါတယ်ကြော့မက်ဆီကွယ်လွန်သွားခဲ့ပါပြီတော်သမီးတွေရဲ့ဘဝနှုတ်ကွယ်မှာအမြဲတမ်းတိတ်တိတ်ဆိတ်ရည်တည်ပေးခဲ့တဲ့ဖခင်တယောက်လီယိုမက်ဆီရဲ့အောင်မြင်မှုတွေရဲ့နောက်ကွယ်ကအရေးကြီးဆုံးလူသားတစ်ယောက်ဒီနေ့မှာတော့သူမရှိတော့ပါဘူးမက်ဆီရဲ့မိသားစုဝင်အားလုံးအတွက်အလော်ဝမ်းနဲ့မိပါတယ်ညှိချတော့အနားယူပါတော့ဂျော်ဂျီယာမက်ဆီအခုလိုဗီဒီယိုကိုစိုးတည်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်ကတော့ Mark ပဲဖြစ်ပါတယ်